မင်္ဂလာပါရှင်ကျမတို့နေ့စဉ်သုံးတရုတ်စကားပြောအတွက်ဖြောင်းဖြတယ်နားချတယ်အဲ့ဒီအတိုင်းပြောချင်တဲ့အခါမှာချွန့်ကိုသုံးလို့ရပါတယ်အဲ့တော့ဒီမှာရေးထားတယ်ငါသူ့ကိုရံမဖြစ်ဖို့ဖြောင်းဖြတယ်ဒီတိုင်းလေးရေးမယ်ဆိုရင်ဝေါ်ဖြောင်းဖြတယ်ဆိုတဲ့အသုံးလေးဒီချွန့်အဲ့တော့ငါသူ့ကိုဖြောင်းဖြတာဖြစ်တဲ့အတွက်ဝေါ်ချွန့်ထားရမယ်နော်အဲ့ဒီနောက်ကနေမှကိုတိုက်တွန်းနဲ့ကိုဖြောင်းဖြားတဲ့ကိစ္စကလာမယ်ရံမဖြစ်ဖို့လို့ပြောတဲ့အတွက်ဘူးရောက်ရံဖြစ်တာဒီ6ကြလို့သုံးလို့ရတယ်ဘူးရောက်6ကြရမယ်နော်နောက်တစ်ခုလေးကငါသူ့ကိုစီးလိမ့်မတော့ဖို့ဖြောင်းဖြားတယ်အဲ့ဒီအတွက်ကျမတို့ရေးလိုက်မယ်我劝他ငါသူ့ကိုဖြောင်းဖြားတယ်ဘူးရောက်ဆေးလိမ့်မတော့ဘူးလို့ပြောတော့ဘူးရောက်抽烟ဆေးလိမ့်မတော့ဖို့အတွက်ဖြောင်းဖြရတယ်ရမယ်နော်